အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကနေ့တန်လန်ကဖေးမှာမြန်မာတော်ဝင်နန်းတွဲစာတွေကိုပြန်လည်ဖော်ထုတ်ထားတဲ့ Burmese Imperial Menu 1.0 အကြောင်းပြောပြပေးချင်ပါတယ်ခင်ဗျဒါကတော့ပထမဆုံးစပြီးတော့လာချပေးတဲ့အစာပြေ appetizer တွေပါခနုံတို့ကတော့မန်လေးခနုံတို့ပေါ့ဒါတော့ Facebook မှာထည့်ဖြစ်သွားတယ်ကျက်ဥမီကင်ပေါ့နော်သူကပါဠိလိုနဲ့ရေးထားတော့ Facebook မှာတော်တော်လေးဟစ်ဖြစ်သွားတယ်အဲ့ဒါတော့ကုတ်တန်တာလို့တက်ဖြစ်ပါတယ်ကုတ်တန်တာဒါလေးကတော့ပစောကိုမပြောသည့်အခေါ်ထဲမှာမီကင်ထားတယ်ပစောမီကင်ပေါ့နော်အဓိကတော့ပစောမီနဲ့ဒါရိုက်မထိပဲနဲ့ကင်တဲ့ပုံစံနဲ့ကင်ထားဖြစ်တဲ့အတွက်စတယ်မှာမပြောသည့်နဲ့လေရနော်ပြောမှာလည်းဒါမှမပြောပြီးမပါဘူးဒါဆိုတော့ဆိုတော့နောက်ထုတ်လေးစားကြပါဦးခင်ဗျာကျော်ဝင်ပြောတဲ့အတိုင်းပြောရမယ်ဆိုရင်မင်းတို့မင်းကြီးလည်းအရင်ခက်ကလက်နဲ့စားခဲ့မှာပဲအဲဒါကြောင့်လက်နဲ့ပဲကန်လိုက်ဖြစ်ဒါတော့ရှောက်ရက်ကိုမုံအနည်းနဲ့ကတ်ကြော်ထားပါကဲကျွန်တော်ဒီတခါစားမှာတော့မြန်မာတော်ဝင်နန်းတွဲစာတွေရဲ့အဓိကဟင်းလျာကိုဟင်းပွဲတွေပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကြည့်ပါဦးဒီမှာဟင်းလျာတွေကအစုံအလင်းနဲ့တော်တော်လေးကိုကျွန်တော်အတွက်ထူဆန်းတဲ့ဟင်းလျာတွေလည်းဖြစ်ခဲ့တယ်လို့တော်တော်လေးကိုစားကောင်းခဲ့တဲ့နေ့လည်စာလေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်တငယ်ချင်းတယောက်ကတော့ဒီမှာစပြီးတော့စားနေပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ရင်လည်းကျွန်တော်တို့နဲ့အတူတူဒီဟင်းလျာတွေကိုလိုက်ကြည့်ရအောင်ခင်ဗျာမုံလင်မရအောင်ပဲအပေါ်မှာအုံသီးနဲ့မလိုက်နဲ့ထပ်ပြီးတော့ဆန်းထားပါတော့ဆိုတော့ကျွန်တော်ရဲ့မုံလင်မရအောင်မှာကျွန်တော်ကအစိတ်ပါရှင်စားရအများကြီးဒီကတော့ချိုပါရှင်ပါတော့နောက်ဆုံးတစ်စားခနုံမော့ကန်လို့ခေါ်ပါတယ်အဓိကတော့ဖီဂျီစနေမကင်းပါပဲဒီဘက်ကခေါ်နေဆိုရင်မင်းလည်းလည်းပါတယ်မင်္ဂလာစားတော့ကြာဘူးဒါဆိုရင်ကျွန်တော်ဒီ vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ခင်ဗျာမြန်မာတော်ဝင်နန်းတွဲစာတွေအကြောင်းကိုလည်းနည်းနည်းပါးပါးတော့သိရှိသွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးပဲတတာ see you in a nice vlog